မနှက်ဖြန်စာမွေးပဲရှိတဲ့ဒါမှမဟုတ် assignment တင်ရမယ့်နောက်ဆုံးရက်ရောက်နေပြီသင်ခန်းစာတွေကလည်းအများကြီးကြံသေးတဲ့အတွက် coffee တစ်ခွက်ဖြော်မျိုးလုံးကိုအတင်းခွင့်ပြီးမနက်2နာရီ3နာရီအထိကျွန်တော်တို့အားလုံးညှဉ်းနှက်ခံပြီးစားချက်ဖူးကြမှာကဒါပေမဲ့တကယ်ပြဿနာကနောက်နေ့မနက်မှစားပါတယ်ညကအပင်ခံစားချက်ထားပြီးမြင်မနက်နိုးလာတဲ့အခါခေါင်းထဲမှာဘာမှမရှိတော့သလိုဟာလာဟင်းလင်ချင်နေတာမျိုးမျိုးလုံးကပွင့်နေပြီးမြင်ဦးနောက်ကလုံးမအလုံးမလုံးတော့ပဲ brave fog လို့ခေါ်တဲ့ထိုင်းမိုင်းဝေဝါးနေတဲ့ခန်းစားချက်မျိုးကြုံဘူးပါသလားစာမွေခွဲခန်းထဲရောက်တဲ့အခါမင်းညကချက်ထားတဲ့စားတွေကိုလာဖျားလေးတင်ရောက်နေပြီးဆွဲထုတ်လို့မရတော့တဲ့အဖြစ်မျိုးပေါ့ဒီလိုဖြစ်ရတာဟာတင်စာမရလို့မဟုတ်ပါဘူးတင်ဦးနောက်ကညက်လို့လည်းမဟုတ်ပါဘူးတကယ်တော့ဒါဟာတင်ညစ်နတ်တဲ့အထီးစာချက်လို့တဲ့မဟုတ်ပဲတင်အိတ်ဆက်တဲ့စနစ်လုံးဝမာရွံ့နေလို့ပါလူတော်မညာကအိတ်ဆက်ခြင်းကိုအချိန်ဖြုံးတာလို့ထင်ကြပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့အိတ်ဆက်ခြင်းဟာစာချက်ခြင်းရဲ့ဒုတိယပိုင်းလို့သတ်မှတ်ထားပါတယ်ဒီနေ့မှာတော့ the simple mindset ကနေပြီးညင်နတ်မှစာချက်ရတဲ့သူတွေအတွက်ညာဘချက်သမျှစာတွေခေါင်းထဲဆွဲနေစီဖို့နဲ့မနက်နိုးလာတဲ့အခါဦးနောက်ကိုချက်ချင်းလန်းဆန်းစေမယ်သိပ္ပံနေကြ sleep hacks 3ခုကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးနဲ့အရေးဆုံးအချက်ကတော့90မိနစ်စီးမြင်ပါပဲကျွန်တော်တို့အိပ်ပျော်သွားတဲ့အခါခန္ဓာကိုယ်ကဆက်ပိတ်လိုက်တယ်လို့မျိုးတစ်ဆက်မတင်းကြီးသွားတာမဟုတ်ပါဘူးအဆင့်၄ဆင့်ပါတဲ့စဝန်းဝင်နဲ့လဲပတ်နေတာပါအပေါ်ရန်အိတ်ဆက်ချင်းကနေစပြီးအလွန်နေချိုက်စွာအိပ်ပျော်ခြင်းကိုရောက်တယ်ပြီးရင်အိမ်မက်တဲ့အဆင့် REM sleep ကိုရောက်ပါတယ်အဲ့ဒီလိုအဆင့်အားလုံးပြီးသွားဖို့တော့ပြန်မြ90မိနစ်တနာရီခွဲအချိန်ယူရပါတယ်ညဘက်စားချက်တဲ့အခါလူတွေအမားဆုံးက9နာရီအိပ်တာဒါမှမဟုတ်9နာရီအိပ်တာမျိုးပါဒီလိုအိပ်လိုက်တဲ့အခါတင်းရဲ့နိုးဆပ်မြည်လာတဲ့အချိန်ဟာဦးနောက်က deep sleep လို့ခေါ်တဲ့အနစ်ချိတ်ဆုံးအိပ်ပျော်နေတဲ့အဆင့်မှာတွားပြီးကြွညင်နေတတ်ပါတယ်ကွန်ပျူတာတစ်လုံး update လုပ်နေတော့ပလက်ကျိုးဆွဲဖြုတ်လိုက်တယ်လို့မျိုးဦးနောက်က shock ဖြစ်သွားပြီးတဏီကုန်းခေါင်းကွိုက်ထိုင်းမိုင်းနေတော့တာပါပဲစိတ်ပညာမှာဒါကို sleep inertia လို့ခေါ်ပါတယ်ဒါကြောင့်တင်ညဘက်စာချက်လို့အိတ်ချိန်နဲ့တွားရင်တော့တင်ရဲ့အိတ်ချိန်ကို90မိနစ်တနာရီခွဲနဲ့စားလို့ဖြတ်တဲ့အချိန်မှာထားပါဥပမာတနာရီခွဲ3နာရီ4နာရီခွဲ6နာရီစသဖြင့်ပါလက်တွေ့တက်ကြည့်အောင်မနေ့ဖြန်မနေ့6နာရီမှာတင်နိုးဖို့လိုတယ်ဆိုပါစို့9နာရီအိမ်မဲ့ကစားညတနာရီခွဲမှာအိပ်ရာဝင်ပြီး4နာရီခွဲစပွန်း3ခုတီတီအိပ်တာကမနေ့နိုးလာတဲ့အခါတင်ကိုအများကြီးပို့ပြီးလန်းဆန်းစေပါတယ်အိပ်ပရိုဖို့ကြားမဲ့အချိန်15မိနစ်ကိုတော့ကြိုပြီးထည့်တွက်ထားဖို့မမေ့ပါနဲ့ဒုတိယအချက်ကလို့အိတ်ဆက်ခြင်းဟာမှတ်ဉာဏ်ရဲ့အလုပ်ယုံဆိုတာကိုနားလည်ဖို့ပါကျွန်တော်တို့စာချက်နေတဲ့အချိန်မှာဦးနောက်က hippocampus လို့ခေါ်တဲ့နေရာလေးမှာတလင်းချက်လက်တွေကိုယာယီပဲတင်းထားပေးထားပါကွန်ပျူတာရဲ့ RAM နဲ့တူပါတယ်သင်အိတ်ဆက်လိုက်တဲ့အချိန်အထူးသဖြင့် deep sleep အဆင့်ကြမှာသာအဲ့ဒီယာယီမှတ်ဉာဏ်တွေကို neocortex လို့ခေါ်တဲ့ရေရှည်မှတ်ဉာဏ်တိုးလောင်ခန်းတွေကိုကူးပြောင်းသိမ်းစီပေးတာဖြစ်ပါတယ်ဒီနေရာမှာကျောင်းသားတွေအလုပ်အမလားဆုံးအမားတစ်ခုရှိပါတယ်အဲ့ဒါကတော့ညဘက်စာချက်ပြီးတာနဲ့အရာပေါ်လွဲပြီးစာချက်ရတာပင်ပန်းသွားပြီးဖုန်းလေး9မိနစ်လောက်ပို့လိုက်အောင်မဲဆိုပြီး Facebook သုံးတာ TikTok ကြည့်တာမျိုးလုပ်တာပါပဲအဲ့ဒီလိုလုပ်လိုက်တဲ့အခါဖုန်းထဲကနေဝင်လာတဲ့အချက်လက်တစ်တွေအယောင်တွေတချင်းတွေကသင်အခုလေးတင်ချက်မှတ်ထားတဲ့စာတွေကိုဝင်ပြီးနေရာလုသွားပါတယ်ဦးနောက်ကဘဲရာကိုရေရှည်မှတ်ဉာဏ်နဲ့ပြောင်းရမလဲဝေခွဲမရthứcပြီးနောက်နေ့မှာစာတွေမေ့ကုန်တာပါဒါကြောင့် golden rule တစ်ခုမှတ်ထားပါစာချက်ပြီးတာနဲ့ဖုန်းလုံးဝမကြည့်ပါနဲ့ဦးနောက်ကိုအခြား information အသစ်တွေထပ်မထည့်ပါနဲ့စာချက်ပြီးတာနဲ့15မိနစ်အတွေ့ချက်ချင်း ip ဆက်လိုက်တာဟာသင်ချက်ထားတဲ့စာတွေကိုဦးနောက်ထဲမှာခိုင်မာကော်နဲ့ကတ်ထားတယ်လို့မှတ်မိနေစေမဲ့အကောင်းဆုံးသောနည်းလမ်းပါပဲနောက်ဆုံးတတိယအချက်ကတော့မနက်နိုးလာတဲ့အခါဦးနောက်ကိုချက်ချင်းနိုးကြစေမဲ့ morning reset လို့ခေါ်တဲ့နည်းလမ်းပါ90မိနစ်စီးမြင်ကိုတုံးထားပြီးမဲ့လေညင်းနှမ်းမှအိတ်ထားတဲ့အတွက်မနက်မှာခန္ဓာကိုယ်ကနည်းနည်းတော့လေးလက်နေပါလိမ့်မယ်။ဒါကိုချက်ချင်းဖြည့်ရှင်းဖို့အတွက်နိုးချင်းရေအေးရင်းနဲ့မျက်နှာသေးပေးမှာ။ရေအေးဟာမျက်နှာပေါ်ကအာယုံရောတွေကိုလှုံ့ဆော်ပြီးမိဦးနောက်ကိုအရေးပေါ်အခြေအနေဆိုတဲ့ signal ပေးလိုက်တဲ့အတွက်ချက်ချင်းလန်းဆန်းသွားစေပါတယ်။ပြီးရေတန့်တစ်ခွက်အရင်ဆုံးတောက်ပါ။ညဘက်အိတ်နေချိန်မှာဦးနောက်ကရေဓာတ်ခန်းချောက်ပြီးအနှဲငယ်ကျုံသွားကြလို့ပါ။အရေးကြီးဆုံးလျှို့ဝှက်ချက်ကတော့နိုးပြီး9မိနစ်ကနေ10မိနစ်အတွင်းတဘာဝနေအောင်ကြီးကိုရင်းစီနဲ့တိုက်ရိုက်ကြည့်ပေးဖို့ပါနေကိုတိုက်ရိုက်ကြည့်ခိုင်းတာမဟုတ်ပါဘူးအပြင်ဘက်ကလင်းထိနေတဲ့နေအောင်ကိုမြင်ရတဲ့နေရာမှာရက်နေဖို့ပါနေအောင်ကြီးဟာမျက်စိကတဆင့်ဦးနှုတ်ကိုရောက်သွားပြီးအိတ်ချင်စိတ်ကိုဖြစ်စေတဲ့မက်လာတိုနင်ဟော်မုန်းကိုချက်ချင်းရပ်တန့်ဖြစ်လိုက်ပါတယ်
အဲ့ဒီအစားခန္ဓာကိုယ်ကိုအလုတ်လုချင်ရောက်ပြီးလို့တတိပေးတဲ့ cortisol level ကိုမြင့်တင်ပေးလိုက်တဲ့အတွက်ညဘက်အေးရေးမဝတဲ့ဝေဒနာကိုချက်ချင်းတက်တာပြောက်ကင်းစေပါတယ် အချော့အဖြစ်ပြန်ပြောရရင်ဒီအိယာထမဲ့အချင်းကိုတွက်ချက်ပြီး90မိနစ်နေရာထဲဆက်ဝဲနေနဲ့အတိရအေးပါနင်စာချက်ပြပါနဲ့ဖုန်းလုံးဝမကြည့်ပဲဦးနောက်ကို data သိမ်းဆည်းဖို့အချိန်ပေးတဲ့အနေနဲ့ချက်ချင်းအေးပါ3မနဲ့နိုးတာနဲ့ရေအေးအေးနဲ့မျက်နှာသက်ရေဆောက်ပြီးတဘာဝနေအောင်ကြည့်နဲ့ဦးနောက်ကို reset ချပါစာမွေးပွဲကာလမှာအပင်ပန်းခံပြီးစာချက်တာထက်ကြက်သမျှစာရီကိုမတ်မိနေဖို့နဲ့ဦးနောက်ဆွမ်းကြီးအပြေးအဝအလုပ်လုပ်တော့ကပိုအရေးကြီးပါတယ်ဒီနေလိုင်းတွေကိုအသုံးပြုပြီးတင်းရဲ့စာမွေးပွဲတွေကိုယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်လိုက်ပါကဲသူငယ်ချင်းတို့တော့ညာဘက်တိတ်တိတ်ဆိတ်ဆိတ်စာချက်ရတာပိုကြိုက်လားဒါမှမဟုတ်မနဲ့စောစောထားပြီးစာချက်ရတာကိုပိုသဘောကျလားကိုယ့်ရဲ့အကြိုက်ဆုံးအချိန်လေးကို comment မှာဝင်ရောက်ဆွေးနွေးပြခဲ့ပါဦးအခုလိုစိတ်ပညာနဲ့အောင်မြင်မှုဆိုင်ရာနည်းလမ်းကောင်းတွေကိုအမြဲလေ့လာချင်ရင်တော့ The Simple Mindset ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးအားလုံးပဲအောင်မြင်တဲ့အကြောင်းသားအကြောင်းသူတွေချစ်ကြပါစေဗျာ